အစိုးရဝန်ကြီးချုပ်မစ္စတာရှရီနရန္ဒာမိုဒီမင်္ဂလာပါနမစတေအစိုးရရဲ့85နှစ်မြောက်မွေးနေ့အခါသမယမှာအစိုးရကျမ်းမာချမ်းသာပါစေအစိုးရရဲ့လုပ်ငန်းဆောင်တာတွေအထူးမြတ်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အစိုးရအနေနဲ့အိန္ဒိယနိုင်ငံအတွက်နိုင်ငံတာဝန်အစစ်စစ်စတဲ့တာဝန်ထောင်းဆောင်စဉ်ကစပြီးအိန္ဒိယပြည်သူတွေရဲ့လူမှုစီးပွားတိုးတက်အောင်အိန္ဒိယနိုင်ငံကြီးကိုကမ္ဘာထိပ်တန်းနိုင်ငံဖြစ်အောင်ပိုပြီးစီးလုံးညွှန်ညွတ်တဲ့အိန္ဒိယနိုင်ငံကြီးဖြစ်အောင်ကြိုးစားဆောင်ရွက်ပေးနိုင်ခဲ့မှုအပေါ်မှာလည်းဝမ်းမြောက်စွာဂုဏ်ပြုအပ်ပါတယ်အဆွေတော်အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာအိန္ဒိယနိုင်ငံများဖြစ်တဲ့အပြင်ရှေးအစဉ်အဆက်နှစ်ထောင်ချီပြီးဆက်သွယ်ဆက်ဆံမှုတမိုင်းရှိခဲ့တဲ့နိုင်ငံများဖြစ်ကြပါတယ်အစိုးရချင်းချင်းဆက်ဆံရေးတမကအိန္ဒိယနိုင်ငံသားများနဲ့မြန်မာနိုင်ငံသားတွေရဲ့ပြည်သူချင်းချင်းဆက်ဆံရေးဟာမိတ်ဆွေရင်းချနိုင်ငံများဖြစ်ကြပါတယ်အဆွေတော်ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲတွေတဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်လုပ်ငန်းတွေမှာအဆွေတော်နဲ့အိန္ဒိယနိုင်ငံသားများရဲ့စာနာနားလည်မှုမြန်မာနိုင်ငံပေါ်တမတမကြစွာထောက်ခံရည်တည်ပေးမှုတို့ဟာတန်ဖိုးမဖြတ်နိုင်တဲ့အိန္ဒိယညီကိုစိတ်ဓာတ်များဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဝမ်းမြောက်ဂုဏ်ယူမိပါတယ်အဆွေတော်ရဲ့85နှစ်မြောက်မွေးနေ့မှသည်နေ့ရာကျော်တိုင်အောင်ကိုယ်စိတ်နှလုံးကျမ်းမာချမ်းသာစွာနဲ့အိန္ဒိယနိုင်ငံရဲ့အကောင်းကျိုးတွေကိုစောင့်ဆောင်နိုင်ပါစေအဆွေတော်နဲ့အိန္ဒိယနိုင်ငံသူနိုင်ငံသားများအားလုံးတရားဝေပြောပြီးဖူးဖူးတိုးတက်တဲ့အိန္ဒိယနိုင်ငံကြီးဖြစ်အောင်ပျော်ရွှင်စွာတည်ဆောက်နိုင်ကြပါစေအဆွေတော်ကောင်းကျိုးလုံရင်ဆန္ဒတွေပြည့်စုံပါစေကြောင်းအဆွေတော်မွေးနေ့မှာထပ်မံပြီးဆုတောင်းမေတ္တာပို့သအပ်ပါတယ်